လေ့ကျင့်ခန်းမလုပ်ခင်အရင်ဆုံးအကျော်တိရှာလျှော့ပါမယ်ဒီနေ့ကအောက်ပိုင်းလေ့ကျင့်ခန်းဖြစ်တာကြောင့်မို့အောက်ပိုင်းနဲ့သက်ဆိုင်တဲ့အကျော်လျှော့နည်းလေးကိုစောပြမှာဖြစ်ပါတယ်အရင်ဆုံးရှေ့တော့အရှိနောက်လေးကိုအကျိန်20လောက်လွှဲရပါမယ်โอเคအတူတူလိုက်လို့ကြည့်အောင်တစ်ဖက်ပြီးသွားလို့ရှိရင်နောက်တစ်ဖက်လွဲပါမယ်လွဲတဲ့အခါခန္ဓာကိုယ်ဘဲလဲမထိန်နိုင်လို့ရှိရင်အရာဝတ္ထုတစ်ခုခုကိုကင်ပြီးတော့လွဲလို့ရပါတယ်အကျိန်20လောက်လွဲပေးပါမယ်အရှိအနောက်လွဲလို့ပြီးသွားလို့ရှိရင်ဘေးတိုက်လွဲပါမယ်လွဲတဲ့အခါမှာခန္ဓာကိုယ်ဘဲလဲညီအောင်မထိနိုင်ရင်ခုနကလိုပဲကင်စရာတစ်ခုခုလေးကိုကင်ပြီးတော့လွဲပါမယ်တစ်ဖက်ကိုအကျိန်20စီလွဲပါမယ်လွဲလို့ပြီးသွားလို့ရှိရင်အောက်မှာထိုင်ပြီးတော့နောက်တစ်မျိုးဆော့မယ်ရှစ်ထောင့်နှစ်ဖက်ကိုအလဲကိုကွေးလိုက်ပါမယ်ကွေးပြီးသွားလို့ရှိရင်ဒူးကောင်းနှစ်ဖက်ကိုအခုလိုမျိုးလေးဆော့ပါမယ်စက္ကန့်20လောက်သွားမယ်ပြီးသွားရင်နောက်ထပ်တစ်မျိုးရှေ့နှစ်ဖက်ကိုပခုံးအကျယ်တဲ့ကိုနည်းနည်းလေးရှဲလိုက်ပါမယ်ရှဲပြီးသွားပြီဆိုရင်ဒူးကောင်းနှစ်ဖက်ကိုကြမ်းကန်းကိုထိပြီးတော့အခုလိုမျိုးလေးဆော့ပါမယ်ဟိုဘက်ဒီဘက်ဒါကိုလည်းအကျိန်20လောက်ဖြည်းဖြည်းမှန်မှန်လေးရှော့မယ်ပြီးသွားလို့ရှိရင်နောက်ထပ်တစ်မျိုးရှေ့တော့တစ်ဖက်ကိုအရှိကိုကြက်ချဲလေးလမ်းလိုက်ပါမယ်တလန်းစာလောက်ပြီးရင်ဒူးကောင်းကိုဟိုးအရှိရောက်တဲ့အထိသွားမယ်အဲ့မှာ5စက္ကန့်နေထားမယ်1 2 3 4 5ပြီးသွားရင်အနောက်ကိုထိုင်ချမယ်ရှီပြားလေးကိုကော့မယ်ဒါမှပေါင်အနောက်ကအကျော်တွေအကုန်လုံးတင်းနေတာရော့သွားပါမယ်ဒါကိုလည်း5စက္ကန့်လောက်ခဏရပ်ထားမယ်ပြီးတော့ရင်နောက်တစ်ခါအရှိမှာ5စက္ကန့်လောက်နေမယ်ပေါင်အတွဲနေညစ်ထားမယ်ပေါင်ရှည်ညစ်ထားမယ်ပြီးတော့ရင်အနောက်မှာလည်း5စက္ကန့်လောက်နေမယ်ဒါကိုလည်းတစ်ဖက်ကို10ချိန်ဆော့ပါမယ်
ပြီးသွားရင်နောက်ထပ်တစ်ဖက်ကိုလည်းခုနကအတိုင်းလျှော့မယ်အရှိမ5 second ဖြည်းဖြည်းမှန်မှန်လေးရီမယ်ပြီးသွားလို့ရှိရင်လည်းအနောက်မှာ5 second ရှည်ပြားလေးကော့ပြီးတော့နေမယ်ဒါကိုလည်းအကျိန်10ချိန်ဆော့မယ်ပြီးသွားလို့ရှိရင်နောက်ဆုံးတစ်မျိုးခြေထောက်လေးကိုပခုံးအကျယ်လောက်ချဲလိုက်မယ်ရှည်ပြားကိုထိရင်ရှည်ပြားကိုကင်ပါမယ်ရှည်ပြားကိုမထိနိုင်လို့ရှိရင်ကိုယ့်ရဲ့ညိုတစ်ချင်းနာလောက်ကိုကင်ပါမယ်ကင်ပြီးသွားလို့ရှိရင်အောက်ကိုဖြည်းဖြည်းလေးထိုင်ချမယ်ထိုင်ချပြီးရင်5 second လောက်ခဏလေးဟိုးထားမယ်ပြီးတော့ရင်ပြန်ထမယ်ထားတဲ့အချိန်မှာလည်း5 second လောက်ဟိုးထားမယ်ပေါင်နောက်မှာရှိတဲ့ကြွက်သားကိုညှစ်ထားမယ်နေပြီးရင်ပြန်ထိုင်မယ်ပြီးရင်5 second နေပြီးရင်အပေါ်ပြန်ထမယ်ဒါမျိုးကိုအကျိန်10ချိန်ဆော့ပါမယ်ဆိုရင်တော့အားလုံးပြီးသွားပါပြီ